ကဲအားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှလေးမင်္ဂတချန်နားလဲနီးပြီဆိုတော့လေရာသီစာလေးရာသီစာလေးရောင်းမိမို့ပါရှင်ကဲရီတော့ရှိတ်တွေကိုလေ2000ကျော်3000ကျော်တွေဝယ်နေတော့လားမဝယ်နေတော့နော်မင်းတို့ကနေပြီးတော့လုံးဝမင်းတို့ရဲ့ထုံးစံတိုင်းအတန်ဆုံးဈေးဝိုးဈေးဝါဈေး surprise ဈေးဗမာမမရတဲ့ဈေးမြန်မာငွေထောင်နဲ့ပေးမှာဖြစ်ပါတယ်ရှင်ကဲရီတော့အရင်နဲ့မဲ့အမျက်များမယ်ထမမကအမျက်ကျန်းကျင်တဲ့မင်းရဲ့ဆိုသူများဒီပြပိုင်းလေးကိုဆောင်းဝင်ကြည့်ပေးဖို့အတွက်မင်းကဖိတ်ခေါ်ပေးချင်ပါတယ်ရှင်ကဲရီတော့မြန်မာငွေထောင်နဲ့ပေးမယ်လို့ပြောထားတယ်နော်မြန်မာငွေထောင်နဲ့ပေးမယ်ဆိုမြဲမင်းတို့ကဒီလိုမျိုးစစ်အိတ်ကြီးနဲ့ဒီလိုမျိုးနော်10တဲ့တအိတ်ကိုဒီလိုမျိုးခိုင်းဆွဲအိတ်စစ်ဆွဲအိတ်ကြီးနဲ့ညီမလေးမှာလူလေးဆွဲပြလိုက်အဲ့လိုစစ်ဆွဲအိတ်ကြီးနဲ့ထည့်ထားတာဖြစ်ပါတယ်ရှင်အဲ့လိုမျိုးနော်စစ်ဆွဲအိတ်နဲ့ဒီလိုမျိုးထည့်ထားတာပါ10တဲ့တအိတ်အဲ့လိုမျိုးပါမယ်အထဲထဲမှာဘယ်လိုပြန်ပါမလဲဆိုတော့ညီမလေးစစ်လေးတစ်ချက်လောက်ဖွင့်ပြလိုက်အထဲထဲမှာဘယ်လိုပြန်ပါမလဲဆိုတော့အဲ့လိုမျိုး10တဲ့တိတ်ကိုမှဒီလိုမျိုးဖွင့်လိုက်ပြီးဆိုရင်လေဒီလိုတစ်ထည့်ချင်းကိုကွာဒီလိုစစ်ပိတ်အိတ်ကြီးနဲ့ထည့်ထားတာညီမလေးချပြလိုက်တစ်ထည့်ချင်းစစ်ပိတ်အိတ်ကြီးနဲ့ထည့်ထားတာပါတန်မနေဘူးလားလုံးဝ original နော်လုံးဝ original ပါတန်မနေဘူးလားအဲ့လိုရှိတ်ကြီးတွေကိုလေမင်းတို့ကမြန်မာငွေ1000နဲ့8000ကျော်တယ်နဲ့နားကြောင်မအောင်နော်8000ကျော်တယ်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ကဲညီမလေးဒီကမှတစ်ထည့်လောက်ဖွင့်ပြလာစစ်လေးနဲ့တော့အဲ့လိုမျိုးနော်အဲ့လိုဆယ်တဲ့တိတ်ကိုလည်းအဲ့လိုထည့်ပြီးတော့မှတစ်ထည့်ချင်းကိုလည်းဒီလိုမျိုးစစ်လေးနဲ့ထည့်ထားတာဖြစ်ပါတယ်ရှင်ဒီလိုမျိုးလေးနော်ဒီလိုမျိုးလေးပါဒီလိုမျိုးလေးတစ်ထည့်ကို8000ကျော်တယ်နဲ့ညီမလေးတို့တစ်ထည့်ချင်းထုတ်ပြလိုက်နော်ဒီလိုမျိုးဇစ်ပိန်နဲ့တစ်ထည့်ချင်းလာပါတယ်အဲ့လိုတစ်ထည့်ချင်းကိုမှလေလိုမျိုး8000ကျော်လေးနဲ့ရောင်းချပေးထားဖြစ်ပါတယ်ချင်းမှာနော်အရန်အောင်မှလှနေရောပဲနော်မကြည့်လိုက်တစ်ထည့်ချင်းစီထုတ်ပြထားတယ်နော်ဒါမင်းတို့လှတဲ့အစင်ကိုပဲလေမင်းတို့ line ဗီဒီယိုရိုက်ပြတယ်ထင်ပါဆိုလို့နော်ဒါဆောနာတအိတ်ကိုရှက်ရှင်မဲ့ဖွင့်ပြလိုက်တယ်နော်ဖွင့်ပြပြီးတော့တအိတ်ရှင်ကိုဒီလိုမျိုးထုတ်ပြတယ်နော်ကြာနေကြရင်လှတာတွေပဲမင်းတို့ကဗီဒီယိုရိုက်ဖို့ထုတ်ထားတာလားဖြစ်နေမှာဆိုလို့လုံးဝအရှိကိုအရှိတိုင်းပဲရိုက်ပြပေးတာဖြစ်ပါတယ်ရှင်ဒီလိုရှိတ်တစ်ထည့်ကိုမင်းတို့က8000ကျော်လေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်နော်ရပြီညီမလေးအဲ့တော့ခွင်းအားကြတော့ဘလို့ခွင်းလဲဆိုတော့2မီတာခွင်းမှာရှင်တောင်းနေုံဒီညီမလေးတွေလို့တေးသေးကွေးလေးပေါ့မော်ဒယ်ကိုလုံးလေးဆိုရင်170ချုပ်ဝေလို့ရပါတယ်မော်ဒယ်ကိုလုံးဆိုတာနဲ့ဒါပြုံးနေညီမလေးဖြတ်မြလာဟိုအကြီးကြီးထီလဲနော်အဲ့လိုမျိုးအကြီးကြီးပါရှင်တောင်းတေးသေးကွေးဆို170ချုပ်ဝေလို့ရပါတယ်တောင်းပြပြဝဝကိတ်တွေဆိုလဲထမိန်တကွန်းရတော့တတလေးရတယ်နော်အပေါ်မှာတောင်းပိုတဲ့ဟာဆိုရင်ကန်နေပါတိပါချုပ်လို့ရပါတယ်စိုက်ပြေးဂိုက်ပြေး2မီတာခွဲမှာရှင်ဒီမှာကြည့်အောင်နော်ရှိတ်တစ်ထည်ကိုလေရှိတ်ထိုးထားတာကိုကြပြဆန်ပြီးတော့လေလှနေရောပဲเนาะအသားသား quality ကလည်းလုံးဝမှရှိတ်အစ်စ်ကြီးတွေเนาะ into print မဟုတ်ပါဘူးဒီလိုရှိတ်အစ်စ်ကြီးတွေပါဒီလိုရှိတ်အစ်စ်ကြီးတွေတစ်ထည်ကို8000ကျော်တယ်နဲ့เนาะဗမာမမရပါဘူး8000ကျော်တယ်နဲ့ရောင်းချပေးထားတာဖြစ်ပါတယ်ရှင်ဒီမှာလှလားတော့ကြည့်လိုက်တော့เนาะမကြည့်လိုက်ကြပြဆန်ပြီးလှနေရောပဲเนาะကနုတ်လေးတွေမကြည့်လိုက်ကနုတ်လေးတွေကိုကြပြဆန်ပြီးတော့လှနေရောပါပဲအဲ့လိုရှိတ်တဲ့ထဲကိုမှမင်းတို့က8000ကျော်ရဲနဲ့ရောင်းချပေးထားတာဖြစ်ပါတယ်ရှင်ဒါကလေမင်းစီမှာလည်းရေတွက်အများကြီးမရှိတော့ပါဘူးအထည်ရေ900စာလောက်ပဲရှိတော့ပါတယ်အထည်ရေ900စာပဲဒီဈေးနဲ့ရမှာပါအထည်ရေ900စာကုန်သွားပြီဆိုပစ္စည်းလည်းမရှိတော့ပါဘူးဒီဈေးလည်းမရတော့ပါဘူးဘာမှဘယ်ဒီဈေးလည်းမရတော့သလိုပစ္စည်းကိုမရှိတော့တာဖြစ်ပါတယ်ရှင်ကဲအဲ့ဒီတော့မှနော်လှနေရောပဲမှကြည့်ရောမရလေထားလေလှတဲ့ဟာတွေကိုတမင်ရိုက်ပြထားတာမျိုးမဟုတ်ဘူးเนาะအရှိကိုအရှိတိုင်းပဲလုံးဝရိုက်ပြထားတာဖြစ်ပါတယ်ရှင်ကဲအဲ့ဒီတော့ဝင်းမဲ့လူဆိုရင်မင်းကို900ကနေစပြီးယူပေးပါ900ကနေတစ်တော့ကစတမာယူ300စပြီးယူပေးပါ300စပြီးယူတာနဲ့2000ကျော်ပဲကြမယ်ကွာချိတ်တစ်ထည်ကိုလေအပြင်မှာသွားဝယ်ကြိုက်တဲ့ဆိုင်မှာကြိုက်သလိုသွားဝယ်2000မကျော်ဘူးဆိုမင်းကိုကြိုက်သလိုပြောအဲ့အတွက်300ပဲစပြီးယူပေး2000ကျော်ကြမယ်အပြင်မှာသွားဝယ်တစ်ထည်သာပိုးပဲရမယ်မင်းစီမှာ300ရမယ်ကဲတန်မနေဘူးလားအဲ့တော့ဈေးမစစ်နဲ့300နေစပြီးယူပေးပါရှင်ပြန်ရောင်းမဲ့သူဆိုရင်လေ8000ကျော်နဲ့ဝယ်သွားเนาะ1000ကျော်တင်ရောင်းလိုက်ထဝက်မြတ်တင်1000ဝယ်16000ရောင်းမင်းရဲ့ထဝက်မြတ်တာနဲ့မကျင်တတ်သေးဘူး2000ကျော်ရောင်းမယ်ရောင်းမင်းရဲ့မကျင်တတ်သေးဘူးညီမတို့ကမြတ်ရတယ်3000ကျော်ရောင်းကြိုက်တယ်လို့ရောင်းပြစ်ကွာအဲ့လောက်ထိကိုအမျက်တင်ရောင်းလို့ရတယ်လုံးဝရှိတ်စစ်ကြီးတွေเนาะကဲအဲ့ဒီတော့အဲ့လိုရှိတ်စစ်ကြီးတွေကိုလုံးဝ2000ကျော်တယ်3000ကျော်တယ်တွေကို8000ကျော်နဲ့ရောင်းမယ်ပြီးရင် randy ထပ်ပြီးအောင်ပါเนาะဒီလိုမျိုးမြန်မာငွေ1000နဲ့ရောင်းပြီးတော့ randy ပေးတယ်ဆိုတာမြန်မာနိုင်ငံမှာမင်းတအူးပဲရှိတယ်ကဲအဲ့ဒီတော့ randy ပေးမယ်ကွာဒီပစ္စည်းကိုဝယ်သွားအသားမကောင်းပေးရတဲ့ဈေးနဲ့မတက်အောင်မမေရဲ့ရင်းထက်ပြီးပြောနေရလားညီမတို့မတက်အောင်မေရဲ့အသားမကောင်းဆိုတဲ့သူများပြန်ပိုးလိုက်ပါမင်းကပြန်ရောပါမယ်အဲ့လို randy ပြည့်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်အားလုံးမင်းကလာပြီးမိတ်ဆက်ပေးတာပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်